ကဲရှင်တို့ရေအိမ်ကကျမတို့ဘဲလေးကောင်အတွက်သူတို့ကူမဲ့ရီကူကန်လေးပေါ့ကွယ်ဒါအဝတ်စားထည့်တဲ့တောင်းဒါဘဲရီကူကန်အတွက်လုပ်ဖို့သူကတိတ်မနှက်ဘူးဆိုတော့လေသူတို့ဒီထဲမှာဝင်လို့ရှင်အဆင်ပြေတာကျမရဲ့လက်တထွာလောက်ပဲရှိတယ်ဒါလေးဝယ်ပြီးတော့ဘဲတွေကိုရေးပြီးကူပါမယ်ရှင်ဒါလေးပါသူရမ်းပြောသူဘဲတွေရေးကူရတော့မှဆိုတော့အိမ်ကဟာပြတ်သွားပြီဒါ your dad gonna happy more Thank you. See? Delicious. I'm in the dark. They're gonna happy to be swimming inside here. Is it bigger than the old one too? Way bigger. Yeah, it's nice, perfect. Let's go to give it to them. Okay. ဆရာကြီးကတော့အရင်ပြောပြီးတော့ကျမတို့မစောက်တော့ပါဘူး။ဒါလေးကတော့ဖျဲဒီဖဲစားကြွေးဖို့။အဟောင်းကကျေကွဲသွားပြီပေါ့နော်။အဲဒါကြောင့်မို့လို့အစ်စ်ပြန်ဝင်လာတာပါ။အဟောင်းကတော့အရင်အရှိရိုးကျမတို့ဘေးကနေဖြတ်ပြီးထည့်လိုက်တဲ့ဟာပေါ့နော်။ခုကတော့အစ်စ်လဲပေးပါမယ်။သူ့ရဲ့ကလေးလေး I feel like you love the duck more than me, huh? No. ကဲရေဖြည့်ပါပြီရှင်လာတော့ရှင်တို့တွေသူကလူကြောက်နေတော့သခင်ကတော့သူ့ကိုအရင်ချစ်သလားမမင်းနဲ့ဘဲတွေကတော့အရင်ကြောက် Ma perché vedi la vita, amore? No. You with the hand I'm ပြည့်ကြွေရမကြိုက်လို့အမထည့်ပေးလိုက်စားပြီ Whatever they're gonna take it out see ဖျဲဒီမြင်လို့ရှိရင်လူကိုလုံးဝမကြောက်တော့တဲ့ကျမတို့ရဲ့ဘဲတွေပါဖျဲဒီကိုလေသူကအရန်ကြိုက်တာအဲ့လိုတွေပါမှာအဲ့လိုတွေစားနေကြတာဖျဲဒီအရင်ဆိုလို့ရှိရင်တေးသေးလေးလီးပြီးတော့ကျွေးရအခုကတော့အခုဒီလိုကျွေးလဲစားရဆိုတော့ဒီတိုင်းပဲကျွေးလိုက်ပြီရဖွဲကိုတော့ကျမကနာမည်တော့မပေးရသေးဘူးဒါပေမဲ့တကောင်တော့နာမည်ပေးထားတယ်သူနာမည်က Lucky ပေါ့နော် Lucky ကတော့သူကအဖွဲထဲမှာဆိုလို့ရှိရင်တော့အကောင်အသေးဆုံးပဲဘာကြောင့် Lucky လို့နာမည်ပေးရတယ်ဆိုလို့ရှိရင်သူတို့ငယ်တော့ကကြံတဲ့၃ကောင်တူတူစောတဲ့ခါသူ့ကိုမခေါ်ဘူးပြီးတဲ့အခါမှာသူ့ကိုတက်နင်းကြတာပေါ့နော်နင်းတာများတော့ Lucky ကခြေထောက်ကျိုးသွားပါတယ်အခုလိုပြန်ပြီးတော့မှပုံမှန်လမ်းလျှောက်နိုင်မှုအတွက်ကျမတို့အချိန်1လခွဲလောက်ယူလိုက်ရပါတယ်အခုဗီဒီယိုတွေကအရှိဆုံးကအကောင်က Lucky ပါရှင်သူကအရန်ငိမ့်နေအခုသူလည်းရေကူးချင်တော့အဲ့ထဲကိုစူးစမ်းပြီးတော့ဝင်တယ်ဒါပေမဲ့ဘေးနာဘယ်ကသူ့ကိုထိုးနေတော့လေသူပြန်ထွက်သွားပါတယ်နောက်တစ်ခါ shopping mall ရောက်တဲ့ခါကျလို့ရှိရင်ရေကူးကနောက်တစ်ခုထပ်ဝယ်ပြီးမှအဆင်ပြေလောက်မှထင်တယ်ရှင်တောင်ဖြတ်နေတဲ့ဒီတကောင်ကတော့တစ်ဖွဲလုံးရဲ့ဆရာကြီးဖြစ်ပါတယ်အဲ့တော့ Lucky အကြောင်းပြန်သွားကြမယ် Lucky ကလီသူကတစ်လားကြော်လောက်ကိုလမ်းမလျှောက်ပဲနဲ့ဒီတိုင်းနေခဲ့ရတဲ့အချိန်မှာပြန်ကောင်းလာတော့ကျမကသူအရန်ကန်ကောင်းတဲ့သူဆိုပြီးတော့မှကျမဒီဘဲကို Lucky ဆိုပြီးတော့မှနာမည်ပေးလိုက်တာဖြစ်ပါတယ်ရှင်အခုချိန်ထိတော့သူကအဖွဲထဲမှာအဆင်ပြေနေသေးတယ်ဒါပေမဲ့သူကတိတ်ပြီးတော့မှအခြားကောင်တွေလိုမျိုးအတန်ဆူညံတာတွေတိတ်မလုပ်ပဲနဲ့သူကသူအေးဆေးဆေးနေပါတယ်ကျေးဇူးပါ